ဗန်နဲ့ပန်တိုဂျာတို့ရဲ့ပွဲပြီးချန်ပီယံဟောင်းဂျွန်ဆန်ရဲ့ပြောစကားလူတွေဘာလို့စိတ်ဆိုးနေကြလဲဆိုတာကျုပ်ဖြစ်နားကိုမလဲဘူးပန်တိုဂျာကကံမိုးလောက်တာကိုဗန်ကဖမ်းမိသွားခဲ့တယ်ပြီးတော့ပန်တိုဂျာကအားနေတဲ့အနေအထားမှာရှိနေတဲ့အတွက်ရုံထွက်နိုင်ခြင်းမရှိခဲ့ပါဘူးပွဲအစမှာတော့ချန်ပီယံပန်တီဂျာဟာသူ့ရဲ့ထုံးစံအတိုင်းပြင်းထန်တဲ့ဖိအားပေးမှုတွေဒူးလက်သီးတွဲလုံးတွေခြေထောက်ကန်ချက်တွေနဲ့ဗန်ကိုအကျက်ကင်ဖို့ကြိုးပမ်းခဲ့ပါတယ်ပန်တီဂျာဟာပြိုင်ဘက်ကိုအချိန်မပေးဘဲဖိအားပေးတဲ့စတိုင်ကြောင့်နာမည်ကြီးသူပါဒါပေမဲ့ဖလိုင်းဝိတ်တန်းရဲ့မျိုးဆက်သစ်စတားဘန်ကတော့ဒီလိုဖိအားတွေကိုရင်ဆိုင်ဖို့အပြည့်အဝပြင်ဆင်လာတဲ့အတိုင်းအကောင်းဆုံးခုခံကာကွယ်နိုင်ခဲ့ပါတယ်ပွဲစဉ်ဟာကြမ်းတမ်းပေမဲ့အပြန်လှန်ရှင်ပြိုင်နေစဉ်မှာပဲမထင်မှတ်ထားတဲ့အလှည့်ပြောင်းဖြစ်ပေါ်လာပါတယ်ပန်တိုဂျာကဗန်ကိုရည်ရွယ်ပြီးလှပတဲ့ high kick တစ်ချက်ကန်လိုက်ချိန်မှာဗန်ကအဲ့ဒီကန်ချက်ကိုဖန်ဆွဲပြီးပန်တိုဂျာကိုမြေပြင်ပေါ်တွန်းလဲချလိုက်ပါတယ်ပန်တိုဂျာပြန်လည်မတ်တက်ရက်ဖို့ကြိုးစားပြီးခြေချလိုက်တဲ့အချိန်မှာပဲသူဟာကြီးမားတဲ့ဒဏ်ရာတစ်ခုရရှိသွားခဲ့ပါတယ်ဒဏ်ရာရရှိမှုဟာပန်တိုဂျာရဲ့ပခုံးဒါမှမဟုတ်တထောင်စစ်လွဲချုံမှုဖြစ်နိုင်ကြောင်းသုံးသပ်ခဲ့ကြပြီးနာကျင်မှုကြောင့်ပွဲဆက်တိုက်ရန်မတက်နိုင်တော့ကြောင်းဒိုင်ကိုလက်ပြအသိပေးခဲ့ပါတယ်ဤအဖြစ်ကြောင့်ပွဲစဉ်ကိုရပ်နားလိုက်ရပြီးနီးစနစ်အရအနိုင်ရသူ TKO ကြေညာကအသက်24နှစ်အရွယ်သာရှိသေးတဲ့ဂျိုရှူဝါဗန်ဟာ UFC Flyweight Champion အသစ်အဖြစ်တမိုင်းဝင်သွားပါတော့တယ်ပရိသတ်တို့ရောဂျွန်ဆန်ရဲ့သုံးသက်ချက်အပေါ်ဘယ်လိုမြင်လဲကောမန့်မှာရေးသွားပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်